နောက်တော့ enemy ထဲမှာပိန်းလို့ခေါ်ကြတဲ့နာဂါတိုရဲ့အိမ်မက်အကြောင်းသိလားနောက်တော့ထဲမှာပါတဲ့ရှေ့ချက်လုံးတဲ့ ninja hero တွေလိုပဲပိန်းလဲငင်းကျဲရဲ့အတွက်ပဲသူစူးစမ်းခဲ့တယ်ဒါပေမဲ့အဲ့ဒီငင်းကျဲမှုအတွက်ပိန်းက ninja အကြမ်းဖက်မှုကိုကင်တွယ်ခဲ့တယ်ဘာကြောင့်ဆိုရင်နာဂါတိုသူယုံကြည်တာကဒီလောကမှာတယောက်နဲ့တယောက်ကူညီနားလည်နိုင်တယ်အဲ့ဒါကသူခံစားပြီးရလာတဲ့နာကျင်မှုဒုက္ခဝေဒနာနဲ့ရမှာဆိုပြီးသူဒီလိုတွေးတယ်ဒုက္ခဝေဒနာအစစ်မှန်ကို ninja တယောက်ခံစားလိုက်ရရင်နောက်တစ်ယောက်ကိုသူငဲ့ညာပြီးကူညီလိုက်မယ်လို့နာဂါတိုယုံကြည်ခဲ့တယ်ဒီ shinobi ninja လောကကြီးမှာအတွေးခေါ်ပညာနဲ့စဉ်းစားကြည့်ရင် ninja တွေအမုန်းတရားတွေကိုစိတ်ထဲမွေးပြီးတော့တယောက်နဲ့တယောက်ကလစားချဖို့ပဲစဉ်းစားနေကြတယ်ဒီအမုန်းတရားကနောက်မျိုးဆက်အထိဆက်ရှင်တန်နေမှာပဲနှစ်ယောက်တည်းကတစ်ဖက်တစ်ယောက်ကစိတ်ပြောင်းပြီးနားလည်မှုပေးမှသာဒီအမုန်းတရားရပ်တန့်နိုင်မှာဒါကြောင့်နာဂါတိုဒီအကြမ်းဖက်မှုတွေကိုရတဲ့ဒုက္ခကို ninja တိုင်းခံစားရဖို့အတွက် running power ကိုအသုံးပြုပြီးကဘာမှာသူများတွေကိုဒုက္ခပေးတဲ့လူတွေကိုနာကျင်မှုကိုနာဂါတိုခံစားစေခဲ့တယ်နာဂါတိုဒီလိုပြောင်းလဲမှုမဖြစ်လာခင်ဒီအထိနောက်တို့ကိုမတွေ့ခင်အထိသူဒီအမားတွေကိုလှုပ်ခဲ့ပြီးတယ်နောက်တို့တွေ့ပြရတဲ့နောက်ပိုင်းတော့သူမလုပ်တော့ဘူးနောက်တို့ရဲ့ငြိမ်းချမ်းရေးအကြံဉာဏ်ကလက်တွေ့ဘဝမှာဖြစ်ဖို့ရာခိုင်နှုန်းနေရင်တော့ပိန်းကနာရူတိုကိုအပြည့်အဝယုံကြည်တဲ့အတွက်နာဂါတိုရဲ့အိမ်မက်ဖြစ်ဖို့ကနာရူတိုအပေါ်လွှဲပြောင်းပေးခဲ့ပြီးနာဂါတိုတည်ဆုံသွားမယ်ပိန်းရဲ့ငြိမ်းချမ်းရေးရဖို့သူရွေးချယ်တဲ့လမ်းကမှန်ကန်လားဆိုတာမန်မှာ